ဒီကိုကတော့ဗျာကြားပြန်းနေရဲ့လက်ကွက်တစ်ခုဝင်သွားပြီးတော့အလိန်ခံလိုက်ရတဲ့အကိုတယောက်ပါ YouTube channel ကိုဗျာ subscribe လုပ်ပေးရုံနဲ့ပိုက်ဆံရမယ်တို့အဲ့ဒါတွေကိုမိတ်ဆွေတို့ကြားဖို့ကြမယ်ထင်ပါတယ်ဒါပေမဲ့လည်းသူတို့တွေကဘလို့လိန်တာလဲဘလို့လက်ကွက်တွေတုံးပြီးတော့လိန်တာလဲဆိုတာကိုလူတိုင်းကမသိကြပါဘူးဒါကြောင့်မို့ဘလို့လိန်တာလဲဆိုတော့သိရအောင်ဒီအကိုပြောတာလေးတွေကိုနားထောင်ကြည့်လိုက်ရအောင်ဗျာနော်မင်္ဂလာပါကျွန်တော်ဒီရက်ပိုင်းမှာခေတ်စားနေတဲ့လူလိန်နီးအစ်စ်ကို sharing လုပ်ပေးခြင်းလို့ပါလိန်ခံတဲ့လူကတော့တခြားလူမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ပါလိန်ခံရပါတယ်လိန်ပုံလိန်နီးတွေရယ်ကျွန်တော်အခု sharing လုပ်ပေးခြင်းတာသူတို့လိန်ပုံလိန်နီးဘယ်လိုလိန်တာလဲရယ်ကျွန်တော်လူအမားမျိုးတကယ်ချင်းတွေထဲမှာထပ်မမာအောင်ကျွန်တော် share လုပ်ပေးခြင်းပါတယ်သူတို့လိန်တာတော့2ရက်အတွင်းမှာကျွန်တော်လိန်သွားတာပေါ့နော်လိန်ပုံလိန်နီးကဘယ်လိုလဲဆိုတော့မနေ့ကကျွန်တော်ကို Viber နေပြီးတော့မှနံပါတ်စိန်တစ်ခုကနေပြီးတော့မှစာလာပို့တယ်အချိန်ပိုင်းနဲ့ဝင်ငွေရတဲ့အလုပ်ကိုစိတ်ဝင်စားသလားလို့မေးတယ်ကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ तू ကအခက်ကြီးရောမဟုတ်ဘူး तू ပြောပြတယ် तू screenshot တင်နဲ့ပြပြီးတော့ရှင်းပြတယ် YouTube မှာသူတို့ပေးတဲ့ link ပေးလာတယ်အဲ့ဒီ link ကိုဝင်လိုက်ရင် YouTube page ကိုရောက်သွားတယ်အဲ့ဒီ page ကို subscribe or like လုပ်ပေးရုံပဲသူတို့ပေးတဲ့ test တစ်ခုကိုလုပ်ပေးရဆိုရင်အမှ subscribe တစ်ခု page တစ်ခုလုပ်လိုက်ရင်1000ရမယ်အဲ့ဒါနဲ့စတာပေါ့နော်3ခုလုပ်ပြီးလို့ရှိရင်တစ်ခါငွေရှင်းပေးတယ်3000ပြည့်ပြီဆိုလို့ရှိရင် KB တကယ်လဲပို့လာတယ်အဲ့ဒီကနေစတာပေါ့ကျွန်တော်စအောင်ဆုံးလုပ်ပေးလိုက်တယ်ဘာမှလည်းအပတ်မကြည့်ပါဘူးအပေါ်ငွေ3000ရလဲ3000ဆိုပြီးတော့မှလောဘပေါ့နော်အဲ့ဒီကနေဘယ်ကိုရောက်လဲဆိုတော့ Telegram account တောင်းတယ်ကျွန်တော် Telegram account ပေးလိုက်တော့ Telegram ကို receptionist ဆိုတဲ့ညီမလေးတယောက်နဲ့စကားပြောပြီးတော့မှအဲ့ဒီညီမလေးကနေမှ group တစ်ခုထည့်ပေးတယ်ထည့်ပြီးတော့သူ့ rules ကပါလဲဆိုတော့မနက်9:00 နာရီခွဲကနေပြီးတော့မှည9:00 နာရီအတွင်းမှာကိုသူတို့ခိုင်းတဲ့ test 25ခုကိုလုပ်ရမယ်အဲ့ဒီ25ခုကအစောပိုင်းကတော့ကျွန်တော် YouTube ကို subscribe လုပ်ရမယ်လို့ပဲတည်ထားတာပထမ4ခုလောက်လုပ်လိုက်တယ်4000ပြည့်သွားတဲ့အချိန်မှာကျွန်တော် KB လွှဲပေးလာတယ်ပြီးတော့မှတကယ် main ကmain test အနေနဲ့ဆိုပြီးတော့မှငွေကြိုလွှဲတယ်ဆိုတာအဲ့ဒီကနေစတာပေါ့နော်ပတ်စံကိုနည်းနည်းလွှဲလိုက်တာနဲ့များ 30% လောက် profit ပေးတယ်အမြတ်က30%ရတယ်ပေါ့ဗျာအဲ့ဒီကနေလောဘတော်မတက်နိုင်ပဲနဲ့တစ်စင်ပါတာပေါ့အဲ့ဒီလိုအမားမျိုးထပ်မမားအောင်လို့ကျွန်တော်share ပေးချင်တာနောက်ပိုင်းကျွန်တော် detail ကိုလည်းဘယ်လိုလုပ်သွားတာလဲဆိုတဲ့ဟာလေးကိုလည်း screenshot တွေနဲ့ share ပေးပါအောင်မယ်ကျွန်တော်အစထင်တာပေါ့နော်TikTok တို့YouTube တို့က follower တို့ like တို့ဝယ်တယ်တို့ရောင်းတယ်တို့ page တွေအများကြီးရှိတယ်လေအဲ့ဒီလိုမျိုးထင်လိုက်တာအစတော့ organization ကဒီလိုလုပ်ငန်းအဖွဲ့အစည်းကအဲ့လိုမျိုး subscriber like ပြီးတော့မှရှာပေးတယ်ဆိုပြီးတော့မှရိုးသားထင်လိုက်တာပေါ့နော်ဒုတိယနေ့မှာဘယ်လိုဖြစ်လဲဆိုတော့ဒုတိယနေ့မဟုတ်ပထမနေ့မှာကိုကျွန်တော်ကိုဘယ်လိုအမြတ်ပေးလဲဆိုတာလေးကိုပြောပြသူက YouTube ကို subscribe လုပ်ပေးတာနဲ့ကိုပတ်စံနေအဲ့လိုမျိုးပေးတယ်3-4ခေါက်ပေးတယ်ကျွန်တော်ကိုတစ်ခါလွယ်လို့ရှင်လဲ4000ကျော်ဆိုတော့ညာလာတာပေါ့နော်main test အနေနဲ့ဆိုတော့မှစလုပ်ခိုင်းတဲ့အချိန်မှာ main test ကဘာလုပ်ရတာလဲဆိုတော့ကျွန်တော်ကနေပြီးတော့မှသူတို့ငွေရင်ကြိုလွှဲပေးရတယ်လွှဲပေးရတာကnew ခတ်မှာပေါ့နော် new ခတ်မှာဆိုတာပထမဦးဆုံးအသိဝင်မလို့တဲ့သူတို့ရွေးလို့ရတဲ့ choice ပေးထားတဲ့ငွေအမောင်းက4ခု5ခုလောက်ရှိတယ်အဲ့ဒီထဲမှာအနည်းဆုံးတစ်ခုပဲကျွန်တော်ရွေးရတယ်ကျွန်တော်ရွေးခွင့်ရှိတာက9000နဲ့2000ပဲရွေးလို့ရတယ်အဲ့ဒါကို profit က 30% ပေးတယ်ဆိုတော့အမြတ်က30%နဲ့ဆိုလို့ရှိရင်6000 ကျော်လောက်ကျွန်တော်ပြန်ရတယ်ဗျာအဲ့ဒါကလည်းနိုင်ပိုင်းအတွင်းမဲ့ပြန်ရတယ်သူကလုတ်ပုံလုပ်နေရဘယ်လိုလဲဆိုတော့သူတို့လုတ်ပြီးတဲ့ step အတိုင်းကိုလိုက်လုတ်ပြီးရတယ်ကျွန်တော်ခုနလွှဲထားတဲ့ကြိုလွှဲထားတဲ့ငွေကနေပြီးတော့မှ profit က 30% ကိုပြန်ရတယ်ဆိုတော့6000ကျော်လောက်ကနိုင်ပိုင်းတွင်ရလိုက်တယ်အဲ့မှာကျွန်တော်အမြတ်ကတော်တော်မြတ်သွားပြီYouTube subscribe လုပ်ပေးရတယ်ဆိုရင်မနေ့ကကျွန်တော်ရဲ့အမြတ်ငွေက3,400,000ကျော်ရှိတယ်3,400,000ကကျွန်တော်ဘာမှမရင်လိုက်ရပဲနဲ့အသက်တင်အမြတ်ပေါ့နော်သူကအလောက်ပေးပြီးတော့ကျွန်တော်ဘယ်လောက်ထိပြန်ယူလဲဆိုတဲ့ဟာလေးကိုထပ်ရှင်းပေးမယ်တဲ့ဒီနေ့ကတော်တော်လေးကြာပါပြီဗျာနော်2023လောက်ကလည်းဗျာဗိုက်ကြီးတဲ့တယောက်တဲ့သူကလေးအတွက်စုထားတဲ့ရွှေတွေရောင်းပြီးတော့ရင်းတာတဲ့350ကျော်ပါသွားတယ်တဲ့အဲ့ဒီဗီဒီယိုကိုလည်းကျွန်တော် channel မှာတင်ပေးဘူးပါတယ်နော်ကျွန်တော်ခုနအရှိမပြောခဲ့သလိုပဲ main test လုပ်ရတော့မယ်ဆိုလို့ရှိရင်သူတို့ကကျွန်တော်တို့ကို Telegram group main group ကနေပြီးတော့မှ sub group ကိုခွဲထုတ်လိုက်တယ်ခွဲထုတ်လိုက်တဲ့အချိန်မှာအဲ့ဒီ group ထဲမှာဘယ်နှယောက်ပါလဲဆိုတော့ admin သူတို့ခေါ်နေတဲ့ဆရာကြီးပေါ့နော်ဆရာတယောက်ပါတယ်ပြီးတော့ကျွန်တော်အပါဝင်အားလုံးပေါင်းမှာ9ယောက်ပဲရှိတယ်
ဝင်လုံးနေတာတလားကြော်ပြီးတော့နှစ်ပတ်ရှိပြီတော့4ရက်ရှိပြီဆိုတော့အတီးတီးပြောကြတယ်ပေါ့ပြောပြီးတော့သူတို့ကတော့အတွေ့အကြုံရှိခဲ့တယ်ဘလောက်တော့မြတ်နေပြီဆိုတဲ့ဟာလေးတွေကိုမက်လုံးပေးတာပေါ့လောဘတက်လာအောင်လို့တမျိုးမဟုတ်တမျိုးလေးပြောပေးနေတာပေါ့အားတဲ့အချိန်တွေမှာလေအဲ့တော့အဲ့ main test ကလောက်ရတော့မယ်ဆိုတဲ့အချိန်မှာမနေ့ကတော့ကျွန်တော်ကိုအမြတ်3သိန်းလောက်3သိန်း4,000ကျော်ပေးခဲ့တယ်ဒီနေ့ခါကျတော့အစပြီးတော့မှ main test လောက်တာနဲ့အနှိမ့်ဆုံးဈေးက2,800,000ကနေစတယ်2,800,000ကိုကျွန်တော်လွှဲလိုက်တယ်2,800,000လွှဲလိုက်တော့profit အနေနဲ့ဆိုသူတို့တွက်ပေးရပါတော့เนาะဘယ်လောက်ရမလဲဆိုရင်3သိန်းကျော်ရမှာပေါ့3,800,000မပြည့်ဘူးပေါ့3,900,000ကျော်ရလောက်တယ်အဲ့ဒီဟာ step ကတစ်ခုပဲလားဆိုတော့မဟုတ်ဘူးမနေ့ကတော့ခါကျတော့ step က2ခုလောက်ပဲလောက်ရတယ်ဒီနေ့ခါကျတော့ step ကမြင့်လာတာပေါ့เนาะပထမတစ်ခုငွေကညာသွားပြီဒီငွေကလည်းကိုကထုတ်လို့မရသေးဘူးဒုတိယတစ်ခုပြီးမှရမယ်ဆိုပြီးတော့မှပြောတယ်ဒုတိယတစ်ခုကကျတော့သိန်းကနည်းနည်းများလာပြီဗျာ10ကနန်းကျော်သွားပြီ10ကနန်းကျော်သွားတော့လေကိုကပထမရင်းထားတာကိုရင်းထားတဲ့အခါကျတော့ဒီ10ကနန်းမှမလိုက်ဘူးဆိုရင်ကျွန်တော်ပထမရင်းထားတဲ့2သိန်းကျော်ရှုံတော့မှာဆိုတော့ရင်းလိုက်တယ်ထက်ရင်းတယ်ပေါ့နော်မိုက်တာပေါ့နော်အဲ့တော့ထက်ရင်းလိုက်တော့ဘယ်လောက်ဖြစ်သွားရလဲဆိုတော့ test က2ခုပြီးသွားတယ်အဲ့ဒီ2ခုမှာကျွန်တော်ရဲ့ငွေကတော်တော်များသွားရင်20နီးပါးဖြစ်သွားတယ်ဗျာအဲ့ဒါကိုတတိယတစ်ခုထပ်ကြလာတယ်ဒီတစ်ခုပြီးမှာတဲ့နောက်ရှေ့ရဟာတွေရောအကုန်ပတ်စံရမယ်ဆိုတော့မှထပ်ဆွဲတယ်ဆွဲတော့မထူးပါဘူးပေါ့နော်လိုက်ရတော့မယ်ဆိုတော့လိုက်ရင်နဲ့များသွားတာပေါ့အငွေအမောင်းပါလေများသွားတဲ့အချိန်မှာဘာလုပ်လဲဆိုတော့ तू ကခုနရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲလေ Binance သူတို့လောက်ထားပြီးတဲ့ scam browser ကနေသွားတဲ့ဟာပေါ့နော်အဲ့ဒီမှာသူက trade လောက်ထားတာtrade လောက်ထားဆိုလှည့်ကွက်တွေအများကြီးလောက်ထားတာသူတို့ကဒါပြီးဒါလောက်ပါဒါပြီးဒါလောက်ပါဆိုတဲ့ဟာမှာကိုမမားအောင်လို့ကိုအမားကြီးထည့်ထားတာထည့်လိုက်တော့ကျွန်တော်မားသွားပြီဆိုတဲ့အချိန်မှာရှေ့က3ခုလုံးကျွန်တော်ဖြည့်ထားတဲ့3ခုလုံးက discard ဖြစ်သွားတယ်အဲ့ဒီလိုမျိုးအဲ့ဒီကနေမှကျွန်တော်ပြန်ဆဲခြင်းနဲ့ဆိုရင်ငွေထပ်လိုက်ရမယ်တဲ့ကဲအဲ့ဒီမှာကျွန်တော်ထပ်လိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အတွက်ကတိန်းရတော်တော်များသွားပြီလေရှေ့ကတော့2သိန်းလောက်နဲ့စပြီမယ်တဖြည်းဖြည်းများလာတာပေါ့နော်သူတို့ရဲ့ psychology ကအဲ့လိုအသုံးချသွားတာပေါ့ဗျာဟုတ်ကျွန်တော်မှားသွားတယ်ပေါ့နော်မှားသွားတော့တတိယတစ်ခုမှားသွားပြီဆိုလို့ရှိရင်စတုဒ္ဓတစ်ခုကိုမလိုက်လို့ရှိရင်ကျွန်တော်စရင်ခဲ့တဲ့ဟာကိုဒါအားလုံးသိပြီးတဲ့အကွက်လည်းဖြစ်မှာပေါ့ကျွန်တော်တော့အခုမှခံရတာပေါ့နော်ကျွန်တော်ထပ်ပြီးတော့မှစတုဒ္ဓတစ်ခေါက်ကိုကျွန်တော်မလိုက်ဘူးဆိုရင်အစအဆုံးကုန်ပလုံမယ်ဗျာအဲ့တော့စတုဒ္ဓတစ်ခေါက်ကိုလိုက်ရရောလိုက်တဲ့အချိန်မှာမလိုက်ခင်မှာကျွန်တော်ပြီးရဒါကနောက်ဆုံးလားတေးကြသလားဆိုတော့တေးကြတယ်တဲ့ဒါနောက်ဆုံးပဲတဲ့โอเคအဲ့ဒါဆိုရင်ကျွန်တော်ရှိတာတွေအကုန်လုံးပုံပြီးတော့မှ KP တို့ပါလို့ဆိုကျွန်တော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော် limit ကုန်သွားပြီလွှဲလို့မရတော့ယူမ KPZ ပေါ့နော်အကုန်ပဲယူမထဲကငွေလဲကျွန်တော်ယူပြီးတော့မှလွှဲရတယ်ကျွန်တော်မှရှိတဲ့ banking တွေကုန်တယ်ပေါ့ဗျာအကုန်လုံးကုန်ပြီးတဲ့အချိန်မှာအားလုံးပြီးပြီဆိုပြီးတော့မှငွေထုတ်လို့ရတော့မှလားဆိုတဲ့အချိန်မှာမဟုတ်သေးဘူးဗျဟာမရသေးဘူးဗျနောက်ဆုံးတစ်ဆက်ကြံသေးရတဲ့အဲ့ဆိုတော့မဟုတ်တော့ဘူးပေါ့နော်ကြည့်လိုက်တော့ဘယ်လောက်လဲဆိုတော့နောက်ဆုံးတစ်ခေါက်လွှဲခိုင်းတဲ့အမောင်က330ကိုကျွန်တော်နိုင်ပိုင်းတွင်းဘယ်လိုလုပ်လွဲပြီးတော့မလဲပေါ့နော်ကျွန်တော်စဉ်းစားရပြီပေါ့အခုချိန်မှာလေလွန်နေပါပြီလွန်သွားပြီသူတို့ကျွန်တော်ကိုအမျက်ပေးခဲ့တာ3,400,000ကျော်ပဲပထမတရက်က9ဆချခဲ့တာလေကျွန်တော်ဟတ်မိလိုက်တာနဲ့ကျွန်တော်နာပါသွားတာကတော်တော်များသွားပြီလေအခု3,130ဆိုတော့3,130မနီးပြီမဲ့လေ100တော့ကျော်သွားပြီဗျာအဲ့တော့ကျွန်တော်ဒီလောက်ထိတော့ဆက်မိုင်းလို့တော့မရတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ထပ်ပြီးတော့မှမလိုက်ဘူးဆိုလို့ရှိရင်အကုန်ပလုံမယ်အခုညကိုဒီနေ့ညကို30ရက်နေ့ညကို9နာရီထိစောင့်ပေးမယ်ကျွန်တော်ကတော့လိန်နေမှန်းလည်းသိနေပြီဆိုတော့လေနေ့လယ်12နာရီထိစောင့်ပေးပါမယ်တဲ့12နာရီမတိုင်ခင်မှာကျွန်တော်ကိုငွေ330လွှဲလာလို့ရှိရင်ကျွန်တော်ဒီနေ့ရင်းခဲ့သမျှပတ်စံတွေအကုန်ရမယ်ဆိုပြီးတော့မှကျွန်တော်ကိုကန်လန်းထားတယ်ပေါ့နော်ဒီမှာသူတို့ကလေငွေဝင်ပြီးတို့ဗါလေအမျက်လွှဲလိုက်တာရပါပြီကျေးဇူးတင်ပါတယ်တို့ရဲ့အဲ့လိုမျိုးတွေကိုအပိပြင်ပြောတာဗျာဒီမှာသိလားမေးထားတာကြားနေပြီမရသေးဘူးလားတို့သူ့ကိုပဲလှုပ်ပေးရကိုယ်လည်းလှုပ်ပေးပါအောင်တို့ငွေလွှဲတဲ့အကြောင်းတွေကလည်းတယောက်နဲ့တယောက်ကလွှဲတဲ့နာမည်တွေကမတူဘူးဗျကျွန်တော်ကြည့်ပြီးသွားပြီဘဏ်အကောင့်တွေအများကြီးကိုအသုံးပြုထားတာပေါ့နော်ဒါကတော့ကျွန်တော်တီးတန့်ခွဲထုတ်ပြီးတော့မှ9ယောက်ပဲရှိတဲ့ group ပေါ့နော်9ယောက်ပဲဝိုင်းပြင်းတဲ့ group ပေါ့ဒီမှာချုပ်ထားတာပါလဲဆိုတော့လူရဲ့အာနာစိတ်ကိုချုပ်ထားတာတယောက်မာတာနဲ့4ယောက်စလုံးပတ်စံဆုံးမယ်ဆိုတဲ့စကားကိုအမြဲတမ်းထည့်ပြီးတော့ချုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုအမှားမျိုးကျွန်တော်လိုမျိုးဘယ်သူမှအထက်မမားအောင်လို့ကျွန်တော်
share ပေးခြင်းဖြစ်ပါတယ်အားလုံးဟိုကျွန်တော်ကတော့မအားပေမဲ့လည်းအားလို့ခံလိုက်ရတယ်ပေါ့ဗျာအားလုံးကိုစင်ကြင်နိုင်အောင်လို့ပါအားလုံးကျေးဇူးတင်ပါတယ် သူတို့လှုပ်တဲ့အကွက်ကြီးကတော့တော်တော်ကိုကြမ်းပါတယ်ဗျာနော်ကျွန်တော်တို့ပိုက်ဆံတွေပါသွားတာတောင်မှသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုဆက်မလုပ်လို့ကိုယ်ဝေးတွေဆုံးရှုံးလိုက်ရတဲ့ပုံစံမျိုးပါဂိမ်းသဘောတရားပါပဲနော်ဂိမ်းဆော့တယ်ကျွန်တော်တို့ကရှုံးတယ်ငွေတွေပါသွားတယ်ဘာမှပြောစရာမလိုဘူးဒါရှုံးလို့ပါသွားတာကျွန်တော်တို့ငွေပြန်လို့ချင်းနိုင်အောင်ဆော့ဒါပဲအဲ့လိုပုံစံမျိုးအခုလည်းအဲ့ဒီလိုမျိုးပဲသူတို့လှုပ်ဆောင်ချက်တွေကိုဆက်လုပ်ဒါဆိုရင်ငွေတွေပြန်ရမယ်ဒါပေမဲ့ကျွန်တော်ကဆက်လုပ်တယ်ဆက်ပါတယ်ဒါဂိမ်းရှုံးသလိုမျိုးပဲဂိမ်းရှုံးတယ်ဒါအများအားရှုံးနေမှာပဲနော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အတွက်ဘိုးသူရရတယ်ဆိုရင်ဒီဗီဒီယိုလေးကိုပြန်လည်မျှဝေပေးသင့်ကြပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်